မင်္ဂလာပါရှင်ဒါလေးကတော့လွယ်ကူစွာချုပ်နိုင်တဲ့လာသားအရွယ်ကလေးပေါင်းပြီးချုပ်နည်းလေးပဲဖြစ်ပါတယ်ရှင်ခါအကျေလေးကတော့9လက်မပါအရှည်လေးကတော့12လက်မဖြစ်ပါတယ်ကွာအတွက်ကတော့10လက်မယူပေးထားပါတယ်ဒါဆိုရင်အစပုံမှာလည်းတည်ကျိုးစာထုတ်เสียမလို့ပေါ့နော်ကွာအတွက်ကတော့10လက်မယူပေးထားပါတယ်10လက်မရဲ့အထက်ကိုကွာစာအတွက်1လက်မတက်ပါမယ်ခြေဝါကတော့9လက်မပါဒါဆိုရင်သူတို့နှစ်ခုကိုဆက်လိုက်မယ်ပေါ့နော်1လက်မကွာစာလေးကိုပေခွေးလေးနဲ့ဝါရပါမယ်ဒါဆိုရင်တော့အရန်နဲ့မှလွယ်ကူတဲ့ကလေးပေါင်းမိပတန်လေးရသွားပြီပေါ့နော်ပတန်မဆွဲချင်မနဲ့အစပုံမှာတစ်ခါလေးညှိရင်လည်းရပါတယ်ပတန်လေးရသွားပြီဆိုရင်တော့အစညစ်ပါတော့မယ်အစညစ်ရင်ပထမကိုတစ်ခေါက်ခောက်လိုက်တယ်ပေါ့နော်နောက်တစ်ခေါက်ထပ်ခောက်လိုက်မယ်ဆိုရင်တစ်ခါရင်းနေပေါ့နော်ဘောင်းမီတစ်ထည်စားလုံးပေါ့နော်နှစ်လွှာလုံးရသွားပါမယ်ဒါဆိုရင်အစစညစ်ပါတော့မယ်အစပေါ်မှာတေးရိုးစာလည်းထုတ်ရမလို့ချုပ်စာလည်းထုတ်ရမလို့ပေါ့နော်တခါတည်းပတ်တန်လေးအတိုင်းပဲညှက်လိုက်ရုံပဲညှက်ပြီးသွားလို့ရှိရင်တော့စချုပ်ပါတော့မယ်အလားချင်းထပ်ပြီးရောပေါ့နော်ပေခွေးဝိုက်ထားတဲ့အတိုင်းလေးစိတ်ချုပ်လိုက်ပါမယ်နှစ်ဖက်လာချုပ်မှာဖြစ်တဲ့အတွက်ကျွန်မလေးစိတ်ချုပ်ပြီးထားပါပေါ့နော်အိမ်မှာရိုးဆက်ကောင်းမဲ့တစ်လုံးရှိုံနေပေါ့နော်ဘောင်းမီလေးချုပ်လို့ရရပေါ့နော်အားဆိုနှစ်ဖက်အလားချုပ်မှာပဲဖြစ်ပါတယ်အဲ့တော့အစာလေးကိုဖြန့်ပြီးပေါ့နော်ချုပ်ထားတဲ့လေးစိတ်ကိုနှစ်စိတ်ပြန်သွင်းမှာပေါ့နော်နှစ်စိတ်ပြန်ခောက်ပြီးတော့ချုပ်မှာဖြစ်ပါတယ်အတွင်းထဲမှာနှစ်စိတ်ပြန်ပြီးတော့ခောက်ပြီးတော့ချုပ်ပါမယ်ချုပ်တဲ့အချိန်မှာနည်းနည်းသတိထားရမယ်ပေါ့နော်အောက်ကအစာကြီးလေးတွင်ပြီးတော့ဖောင်းမသွားအောင်ဒီချာလေးဖြန့်ပြီးတော့ပေါ့နော်ချုပ်လာပါမယ်လက်ကလေးနဲ့ဒီချာလေးဖိပြီးတော့ပေခွေးလေးနဲ့ဝိုက်ထားဆိုပေါ့နော်အဲ့ဒီအဝိုက်လေးမှာတေချာလေးသတိထားပြီးတော့ချုပ်လာရပါမယ်ဒါဆိုရင်တော့တစ်ဖက်ပြီးသွားပြီပေါ့နော်နောက်တစ်ဖက်ချုပ်ပါတော့မယ်အဝိုင်လေးနားမှာတေချာလေးဂယူးဆိုင်ပြီးပေါ့နော်ချုပ်လာပါမယ်ဒါဆိုရင်နှစ်ဖက်လုံးချုပ်ပြီးသွားပြီပေါ့နော်နှစ်ဖက်လာလေးရသွားပြီပေါ့နော်ဒါဆိုအပြင်လဲလာရဲ့အတွင်းလဲလာရဲ့နှစ်ဖက်လာလေးဖြစ်ပါတယ်အပြင်လဲလာရဲ့ပေါ့နော်အတွင်းလဲလာရဲ့နှစ်ဖက်လာလေးဖြစ်ပါတယ်ပြီးသွားလို့ရှိရင်တော့အောင်နာလေးတွေစခောက်ပါတော့မယ်အောင်နာလေးခောက်မယ်ပေါ့နော်
အောင်နာလေးခောက်ပြီးသွားလို့ရှိရင်တော့ခွာလေးပူတော့မယ်ပေါ့နော်ခွာလေးကိုလေးစိတ်ပူလာခဲ့ပါမယ်ခွာလေးကိုအလားချုပ်တင်နေမှာတော့ပေါ့နော်နည်းနည်းလေးတတိထားရမယ်သူကအဝိုင်လေးအတိုင်းပေါ့နော်ဝိုင်းချွန်လေးသူကခွာဆိုပေါ့နော်အိုင်နာလေးကိုတေချာထိမ့်ပြီးတော့ချုပ်လာရပါမယ်သူလည်းပဲနှစ်စိတ်ပြန်ခောက်ပြီးပေါ့နော်ချုပ်ခဲ့ရပါမယ်အောက်အစာလေးကိုလည်းမတွန်းအောင်အပေါ်အစာလေးကိုလည်းခောက်မိအောင်နှစ်စိတ်ခောက်မိအောင်ပေါ့နော်တေချာလေးဖြန့်ပြီးတော့ချုပ်လာပါမယ်ဒါဆိုရင်အလေးစုံမဲ့နေရာလေးဆိုလို့ရှိရင်ပေါ့နော်နည်းနည်းလေးမာတဲ့အတွက်အကလေးကိုလည်းတတိထားပြီးတစ်ချက်ချင်းချပြီးတော့ချုပ်လာရပါမယ်အိုင်နာလေးဆိုရင်တော့ပေါ့နော်တစ်ချက်ချင်းနဲ့ဖြည်းဖြည်းချင်းချုပ်လာရပါမယ်အောက်ကအစကိုလည်းမချုံမိအောင်မတွန့်အောင်ဒီချာလေးချုပ်ပြီးသွားလို့ရှိရင်တော့ခွာလေးကိုအလားချုပ်ရသွားပြီပေါ့နော်ဒါဆိုရင်ခွာလေးလည်းပဲအတွင်းလေးလားအပြင်လေးလားပေါ့နော်နှစ်ဖက်လားရသွားပါပြီရသွားပြီဆိုရင်တရေကျိုးတက်ဖို့ရန်အတွက်အပေါ်ပေါ့နော်နှစ်စိတ်လေးခောက်ပြီးတော့ချုပ်လိုက်ပါမယ်ပတ်လေးပေါ့နော်နှစ်စိတ်ခောက်ပြီးတော့ချုပ်လာပါမယ်ပတ်လေးလုံးနှစ်စိတ်ချုပ်ခဲ့ရမှာပေါ့နော်နှစ်စိတ်လေးချုပ်ပြီးသွားလို့ရှိရင်တော့တရေကျိုးထည့်ပါတော့မယ်တရေကျိုးရဲ့အရှိကိုကျွန်မ12လက်မခွဲယူပေးထားပါတယ်ဒါဆိုတော့ကလေးလေးရဲ့အတွက်ဆိုလို့ရှိရင်ကြေလည်းမကြေဘူးပေါ့နော်ကျင်းလည်းမကျင်းဘူးကလေးအတွက်ကျင်းနေကြမကောင်းနေနော်ကျင်းနေလို့ရှိရင်ကြောမြုပ်ချိုးရတဲ့ကလေးမှာထင်ပါဆိုလို့နည်းနည်းလေးပေါ့နော်နည်းနည်းလေးတအားကြီးမကြေဘဲနဲ့နည်းနည်းယူပေးထားပေါ့နော်12လက်မှခွဲယူပေးထားပါတယ်ဒါဆိုရင်တော့ဒီရေချိုးစတက်ပါပြီအလားချုပ်ထားဆိုတော့တခါလေးခောက်ပြီးတော့ချုပ်ခဲ့ရုံပဲပေါ့နော်ဒီရေချိုးလေးထည့်ပြီးတော့ဒါဆိုရင်တော့ဒီရေချိုးလေးကိုဆွဲပြီးတော့ထည့်လာခဲ့ပါမယ်ဒီရေချိုးထည့်နေရမှာနည်းနည်းပေါ့နော်လက်နှစ်ဖက်လုံးမနာဘူးပေါ့နော်တစ်ဖက်ကဒီရေချိုးကိုဆွဲမယ်တစ်ဖက်ကအစာလေးကိုတခြားဖြီးပြီးတော့ချုပ်လာမယ်ပေါ့နော်ဒါဆိုရင်တော့ခဏလေးချုပ်တဲ့အတွင်းမှာကလေးပေါင်းပြီးတစ်ထည့်ရသွားပြီပေါ့နော်အတွင်းအပြင်လည်းလုံးဝတက်ရက်ပြီးတော့ပေါ့နော်ကလေးပေါင်းပြီးလေးရသွားပါပြီရှင်ဒါဆိုရင်ခဏလေးအတွင်းမှာကလေးပေါင်းပြီးတစ်ထည့်ရသွားတာပေါ့နော်ကိုအိမ်မှာဆက်လေးခေါင်းမင်းလေးတစ်လုံးရှိုံနဲ့အဆင်ပြေစွာချုပ်နိုင်ပါတယ်အဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်